Hello. Okay. Okay, phone phone hello ba? How about it? Umilian phone blood a lot Sanji about. Okay. Okay, ဘယ်လောက်ထားရလဲဘယ်လိုလဲမသိဘူးနော် အသိကျင်လို့လေဖုန်းဆက်ကြည့်တာပါဟုတ်ကဲ့ပါ အော် ဟုတ်အကြောင်းဘယ်လိုလဲတော့မသိပါဘူးဗျာ အော်အကြောင်းမရှိလို့လေဘယ်လောက်လဲဆိုတာ ဟုတ်ပါပြီဗျာ ရေးရှိလို့လားယင်ဘာနဲ့လက်ရှိလို့လဲ ရေးကြီးရဆိုတဲ့ဟာတော့ပိုရေးကြီးပါတယ် ဟုတ်ကဲ့ ဒါမဲ့ရေးကြီးတဲ့လူတော့ပါပဲအမိတော့အရေးမကြီးပါဘူး အော် Okayဆိုလေပြီးတာပဲ ဟုတ်ကဲ့ဒီမှာကလောရောက်နေရယ်ဟုတ်တယ် ဟုတ်ကဲ့ပါ ဟုတ်ကဲ့ကျွန်မပြပြစကားပြောဘာပြီးလို့ဖုန်းဆက်လာလဲ ဟာမင်းနဲ့ကျုံးတဲ့ဂျာမှာဖုန်းမဆက်ရဘူးလားဟိုတနေ့ရပဲပတ်စံ330ခီးထွက်ဖို့ပေးလိုက်တဲ့လူတယောက်ကအဲ့ဒီနောက်ပိုင်းဘာမှဖုန်းဆက်စရာမလိုတော့ဘူးလား မဖွင့်သေးဘူးကိုရဘာဖြစ်လို့လဲခဏလေးကိုခဏလေး ပြောလိုက်စမ်းပါ ကိုခဏလေး စပီကာဖွင့်ပြီးပြောလိုက်စမ်းပါတတိရှိနေ ဘာလို့ကျွန်မပြောရမှာလဲ ပြောရမယ်လေမင်းငါ့ကိုစပွန်ဆာလိုဖခန့်တာလိုနဲ့မင်းဆက်သွယ်ထားတာလေ ဟာ ပြောပါဦးမင်းကငါ့ကိုအချီကိုသိန်း100နဲ့ဆက်သွယ်ထားတာလေ ဟုတ်ပြီကျွန်မရန်ကုန်ပြန်တွေ့မယ်နော်ကိုခဏလေး ဟယ်လို ဟုတ်စပီကာ ဟယ်လို ကိုမင်းဘာပြောရမှာလဲကိုရဲ့ ဖေမင်းဘာပြောချင်အောင်ဟဲ့ဖေမင်းဘာပြောချင်အောင်တောင်းစား ဘာပြောရမှာလဲရောငါမင်းမကိုမေးလိုက်ရအောင်မင်းမနဲ့ငါနဲ့ကစပွန်ဆာမနစ်ကတနေ့လုံးသိန်းဆောင်ကျော်စပွန်ဆာပေးထားတာရအောင် ဟုတ်လား ဟုတ်ပါကိုမင်းဘာလို့လိုချင်လဲငါစီမှာတောင်းလိုက်ငါထောက်ထားရကုန်ပေးမယ် โอเคဟုတ်ပြီကိုဘယ်လိုစပွန်ဆာမျိုးပေး မင်းဘာလို့လိုချင်လဲမင်းလိုချင်လိုက် ကို ခဏလေးဟုတ်ပြီကိုကျွန်တော်အကိုကိုဖုန်းဆက်မယ်ကို โอเค အဲ့ဒါလေးကြည့်ချင်လို့ပါဟုတ် โอเคမင်းကြိုက်တဲ့ဆက်လို့ရတယ်နော် ဟုတ်ကဲ့ကိုကျေးဇူးပါမဟုတ်ကျွန်တော်အဲ့ဒါလေးကြည့်ချင်တာဗျာ ငါနဲ့ဘယ်လိုပတ်လဲဆိုတော့ထောက်ထားပါပေးမယ် ဟုတ်ကဲ့ကိုဟုတ်ကျေးဇူးပါကို အေးဟုတ်ပြီအေး ကျွန်တော်အဲ့ဒါလေးကြည့်ချင်လို့ပါဟုတ်ကဲ့ အေးမင်းတော့ငါနာမည်တော့မသိဘူးလားမင်းเจ้าအေးသွပြောနေအောင်ငါကြားနေတယ် ဟုတ်ကဲ့ကိုဟုတ်ကဲ့ပါ မင်းနဲ့ကွဲပြီးမှမင်းကဒုတိယကြီးသားလို့တော့ပြောတယ်ကွာ ဟုတ်ကဲ့ကိုဟုတ် ဒီမှာကြီးသားတော့ကဲမင်း လို့တယ်ဦးနေလျောင် ပြောပါဗျ ဦးနေလျောင်ရန်ကုန်မှာဘယ်နေ့အားလဲ ဟိုမှာဘယ်နေ့အားလဲဆိုတော့ပြောစရာမရှိဘူးလေမင်းနဲ့ငါနဲ့စကားပြောစရာအကြောင်းကမရှိတော့ဘူးလေဒါပေမဲ့ဘာပြော ရှိပါတယ်အခုကဦးနေလျောင်တိုင်းထောင်စီကျမစပွန်ဆာယူထားရတယ်ဆိုတော့ကျမမိသားစုဘဝဦးနေလျောင်ထားလိုက်ပါတော့ဟိုပါလေဒီမှာစကားပြောရအောင် ဟုတ်လေစကားပြောဖို့ဆိုတဲ့ကိစ္စမင်းမဟုတ်ဘူးလားလို့ညင်းလိုက်တယ်ကွာ ကျမစပွန်ဆာယူထားရတော့မဟုတ်ဘူးလေဦးနေလျောင် စပွန်ဆာယူထားမဟုတ်ဘူးဆိုတာငါမင်းကိုမလောက်တာတခုပဲရှိတာလေမင်းနဲ့အန်ကလေးမှာ2ညဟိုတယ်မှာချိန်တယ်နော်ဘန်ကောက်သွားဖို့ချိန်တယ်အဲ့ဒီချိန်မှာငါလက်မခံခဲ့တာတွေပဲရှိတာလေအဲ့တော့ငါပေးထားတဲ့ဘက် ဦးနေလျောင် ထောက်ထားတယ်ကွာ ကို မန္တလေးမှာမနေ့ကမက်လာ25 26 29မှာပြန်လာတယ်ဟိုတယ် IB ဟိုတယ်ဟိုမှာသွားပြီးတော့အဲစင်းမှာရတယ် ရတယ်လေဦးနေလျောင် ကြော ဦးနေလျောင်အမျိုးသမီးရောဦးနေလျောင်ရောကျမရဲ့ဒီစီစားနေရောပေါ့နော်ကျမတို့တွေ့ရှင်တယ် ဘာလို့ ကျမဖုန်းနဲ့ပြောတာဘာမဝင်ဘူး no ဖုန်းနဲ့ပြောတာဘာမဝင်ဘူးလောလောဆယ်ငါကလောရောက်နေတဲ့အတွက်ကြောင့်မလို့ငါ မင်းအပျော် ဟဲ့ ရမလားလို့လုပ်တဲ့လုပ်ပဲလေ ဟဲ့ အဲ့တော့ရတော့ဟိုတယ်ဟိုမှာပဲကြည့်လိုက်လေကွာ နင်းစဉ်းစားကြည့်လိုက်လေဟဲ့ဦးနေလျောင် မင်းကဖိုးတော်ဒီမှာလေငါဖိုးသူဒီမှာတဲတယ်လေ သူပါလေ 23တက်စတဲတယ်ကွာ ငါတို့မျက်နှာချင်းဆိုင်မှာစကားပြောမယ်ဦးနေလျောင် ငါမျိုးရောက်တာမရောက်လားမင်းအောင်မင်းစဉ်းစားโอเค ငါအပြင်မှာလေလူချင်းတွေ့ပြီးပဲစကားပြောနေတယ်ဦးနေလျောင် ဟယ်လို ငါအပြင်မှာလူချင်းတွေ့ပြီးပဲစကားပြောနေတယ် နင်းနဲ့ငါပြောစရာဘာကြောင်းမှမရှိတော့ဘူးဟယ်လို အခုသိသွားပြီအခုနင်းပြောတဲ့စကားတွေအကုန်လုံးတက်သိသွားပြီ ဘာရှိတယ်လို့ငါပြီးတော့ရမလားလို့လုပ်တယ် အဲ့ဒီကကောင်းမနဲ့ နင်းကျန်တာမပြောနဲ့နေခုပြီးနေတဲ့ကောင်ဒီဘောကငါပေးရတာ ရှိတယ်နင်းကိုလေရောငါလာတွေ့မယ် နင်းပေးနင်းကိုတီပေးလိုက်ပါသေးတယ်သူ
KRD ကောင်းဆက်လိုက်ကွာအဲ့မှာ300ကြီးတယ် ဟုတ်ကဲ့ကို အကုန်လုံးကြည့်ပါတယ်ညီလေး ဟုတ်ကဲ့ဟုတ်ကဲ့ KRD ကောင်းမှညီလေးစစ်မဲ့ဆိုရင်ဟိုလောက်မှဇူလိုင်လကုန်နောက်ပိုင်းနဲ့ဩဂတ်လဆန်းဆို29ရက်နေ့ဇူလိုင်29ဖြစ်မယ်အဲ့မှာ300 103ကျင်လွှဲထားတယ် ဟုတ်ကဲ့ အေးညီလေး တီးတန့် तू ကအကူကပေးတာလား तू ကတောင်းတာလား ညီလေး ဟုတ် तू ကတောင်းတာလားဆိုတဲ့စကားလုံးကိုဘယ်လိုဖြေရ အေးဘောဘယ်လိုလုပ်တော့တောင်းမှာပေါ့တောင်းမှာလေးပေါ့နော်အထာနဲ့ပေါ့ဗျာ ဒါပေါ့ညီလေး အထာနဲ့ပေါ့အဲ့ပေါ့ ဒီအထားပြောတယ်ကွာကားဝင်မယ်ကွာကားဝင်မှာဆိုရင်တူရတဲ့ဟိုဆယ်လီဆိုတော့ကွာကျန်တဲ့ဟိုတယ်ကသွားလို့မကောင်းကားဝင်မှာဆိုစင်ပြေရဆိုတော့ပုံစံနဲ့ပြောလို့ ကိုတို့ဟိုတယ်မှာမန္တလေးဟိုတယ်မှာတို့ဘာတို့ကလည်းဒီတိုင်းတီးတန့်ချိန်တွေးကြတာလား မန္တလေးကကိုကအဲ့မန္တလေးကိုတီးတန့်ကိုသွားတာ ဟုတ် အဲ့မဲ့ကိုကအဲ့မှာညီလေးပနောကွာသူ့ကိုနန်းတယ်ကွာနန်းတဲ့အချိန်